လေးနဲ့အရင် try ပြပါမယ်ရှင် dress လေးကဝတ်လိုက်တယ်ဆိုရင်လည်းအသားလေးကအီလေးနဲ့အရန်ကိုဝတ်လို့ကောင်းပါတယ်အရန်လေးပြင်မာလေးရန်လှပါတယ်ရှင်ဒီ dress လေးရဲ့အားသာချက်ကဘာလဲဆိုတော့ဆွဲသားလေးဆိုတော့ဘယ်သူမှစိုးဝတ်လို့ရတယ်adjust လုပ်ပြီးဝတ်လို့ရပါတယ်အနီရောင်လေးဖြစ်ပြီးတော့အပြင်မှာလေးတော်တော်လေးကိုလှတယ်အသားလေးကအရန်အေးပြီးတော့ရာသီမရွေးလဲဝတ်လို့အဆင်ပြေဒီ dress လေးကိုဝတ်ဖို့တဲ့ main ကလေးတိုင်းလည်းအရန်ကြိုက်ကြမှာပါသူ့ရဲ့ design လေးက level လေးမှာကျိုးချီလေးဖြစ်ပြီးတော့အရှိမအတွန့်လေးနေပေါ့နော်စကတ်ကလည်းအောက်ကနေပြီးတော့ဒူးအထီကိုအရှုပ်ပြီးတော့ဒူးအောက်ပိုင်းကနေပြီးတော့အကားလေးဆိုတော့အရန်ကိုလှပါတယ်sweet chocolate မှာကိုကြိုက်တဲ့ color လေးတွေကိုရွေးချယ်လို့ရပါတယ်တရားချယ်လေးကိုဆက်ပြီးတော့ try ကြည့်ပါမယ်ဒါလေးကတော့ဒုတိယမြောက်ဝတ်ပြမယ် dress လေးပဲဖြစ်ပါတယ်ရှင်dress လေးရဆိုလို့ရှိရင်လည်းအစောနာက dress လိုပဲဝေးရအရန်အဆင်ပြေတယ်လက်တယ်ပြီးတော့ color မျိုးစုံလေးလည်းရနိုင်တယ်ပေါ့နော်ဒီလိုမျိုးအပေါ်တစ်ခါရောင်လေးတစ်ခုပါပါတယ်အပြင်သွားလို့ရှိရင်လည်းအေးလေးနဲ့ဝေးရအဆင်ပြေပါတယ်သူ့ရဲ့ design လေးကချင်းမျက်စိအထီးရှည်ပြီးတော့body shape လေးကိုပို့ပြီးတော့ဝတ်လိုက်လို့ရှိရင်အရန်ကိုပေါ်လွင်သွားစေပါတယ်1000